နေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ညီမတို့ Data Software Jetty System မှာဘယ်လို function လေးတွေပါဝင်နေဘယ်လို feature လေးတွေအသုံးပြုလို့ရတယ်ဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီ tablet လေးမှာတော့ညီမတို့ကဘာလေးပြပြီးမှာဒီပစုံလေးချိန်အောင်ပြပြီးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ညီမတို့က8 selection list ရှိရယ်8 list ရှိရယ်ပေါ့နော်အဲဆိုလို့ရှိရင်8 list ထဲမှာဒါလေးတွေကို select ပေးလိုက်လို့ရတယ်ပေါ့နော် list ထဲမှာဒါလေးတွေ select ပေးလိုက်လို့ရတယ် select ပေးပြီးသားကို8 selection list ဘက်ကိုထည့်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒါလေးရှိတယ်နောက်ပြီးတော့ညီမတို့ဒီထဲမှာဆိုလို့ရှိရင်ဒါငါးတွေပစုံတွေပေါ့နော်ငါးတွေပစုံတွေကိုပြပေးထားတယ်သူရဲ့ category တစ်ခုချင်းစီအလိုက်ပေါ့နော်ဒါပစုံလေးတွေကိုအမျိုးအစားလေးတွေပြပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီ tender ထဲမှာဆိုလို့ရှိရင်တော့ညီမတို့ဒါ tender ယူထားတယ်ပေါ့နော် customer name နဲ့ဒီဘယ်ငါးကိုယူထားတယ်ဘယ်ဈေးနဲ့ယူထားတယ်ဆိုတာလေးပြပေးထားတာဖြစ်ပါတယ်ဒါလေးကလည်း report လို့ကြည့်လို့ရတာဖြစ်တဲ့အတွက် monthly daily လည်းကြည့်လို့ရပါတယ် tender နဲ့လည်းချိန်လို့ရတယ်လို့ပေါ့နော်ဒီအလုပ်ရောင်းချင်တာမျိုးဆိုလည်းချိန်လို့ရတယ်နောက်ပြီး credit မှာ cash သမားလည်းချိန်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဒီပစုံချိန်မယ်ပေါ့ပစုံချိန်မယ်ဆိုလို့ရှိရင်ဒီမှာနှစ်ပိတ်တာပေါ့နော်နှစ်ပိတ်တာချိန်လိုက်တယ်နှစ်ပိတ်တာချိန်လိုက်တယ်ဆိုလို့ရှိရင်ညီမဒီတန်တာတွေကနေပြီးတော့နော်တန်တာတွေကနေပြီးတော့ဒီငါးရွှေရေးပွားကြီးကိုတွားပေးလိုက်တယ်ငါးရွှေရေးပွားကြီးကိုသူယူမယ်ဆိုလို့ရှိရင်သူ့ရဲ့တန်တာပေးထားတဲ့ဈေးနဲ့ကြာနေရပေါ့နော်ကြာနေတော့သူနှစ်ပိတ်တာဆိုပြီးနှစ်ပိတ်တာရိုက်ထည့်လို့ရတယ်ပေါ့နော်အမှညီမတို့ကချင်းဝိတ်နဲ့ချိန်လို့ရတယ်လို့လဲဝိတ်နဲ့လည်းချိန်လို့ရတယ်ပေါ့နော်ချင်းလေးလေးနဲ့ချိန်လို့ရတယ်အဲ့တော့ချင်းဝိတ်ဆိုလို့ရှိရင်ချင်းဝိတ်နှုတ်ပြီးသားamount နဲ့ပေါ့နော်ဒါ calculation လုပ်ပြီးတော့ပြပေးထားတယ်ပေါ့နော် submit လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ9ချိန်တာပေါ့နော်အဲ့လိုမျိုးချိန်တာပြီးသွားပြီပေါ့နော်အဲ့တော့ဒီနေ့ဒီ tablet မှာပေါ့နော်ချိန်လိုက်တဲ့ဒီငါးတွေပစုံနေရပေါ့နော်ချိန်လိုက်တဲ့ report ကိုလည်းဒီမှာ submit တဲ့ report ဆိုပြီးတော့ဒီထဲမှာလာကြည့်လို့ရပါတယ်ရှင်ဒါဆိုဒါဒီနေ့တနေ့တာရဲ့ချိန်ထားတဲ့ငါးတွေပစုံပေါ့နော်အဲ့လိုမျိုးလေးကြည့်လို့ရပါတယ်ရှင်အရင်ဆုံးဒီ fish brown list တွေကိုဝင်ကြည့်လိုက်ပါမယ်ဒီထဲမှာဆိုလို့ရှိရင်ညီမတို့ငါအမျိုးအစားလေးတွေခွဲပြပေးထားပါတယ်ပစုံမျိုးစားလေးတွေလည်းခွဲပြပေးထားပါတယ်ပစုံမျိုးစားလေးတွေထဲမှာဆိုလို့ရှိရင်လည်းသူရဲ့ရေဝိတ်ပေါ့နော်သူရဲ့ရေဝိတ်အလိုက်ပေါ့နော်ပစုံပေါ်မူတည်ပြီးတော့ပေါ့နော်သူရဲ့ရေဝိတ်အလိုက်လည်းခွဲပြီးတော့သတ်မှတ်ထားလို့ရပါတယ်မားချန်လေးကိုနှိပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းမားချန်လေးမှာညီမတို့ရဲ့မားချန် list ကိုတွေ့ရှိရမှာဖြစ်ပါတယ်မားချန် list ထဲမှာဆိုလို့ရှိရင်လည်းအကျွေးသမားလားလမ်းမင်းသမားလားခွဲထားလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီမားချန်နေရာလေးပဲညီမတို့က tender list တွေပေါ့ tender တွေပဲခွဲလို့ရမှာဖြစ်ပါတယ်monthly like daily like လည်းခွဲလို့ရတယ်နောက်ပြီးကိုလာလိုက်ပေါ့နော်လာအလိုက် daily အလိုက်သတ်မှတ်ထားတဲ့ tender တွေကို report အနေနဲ့ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်အေးစေတို့ PDF တို့လည်းထုတ်လို့ရမှာဖြစ်ပါတယ် channel shift တွေပေါ့နော်ဒီ fish brown list လေးတွေပြပြီးသွားပြီဆိုရင်တော့ current order လေးကိုသွားပြီးမှဖြစ်ပါတယ်ခုနကညီမနောက်ဆုံးချိန်ထားပေးခဲ့တဲ့ပေါ့နော်ငါမျိုးစားလေးကဒီထဲမှာလာဝင်နေမှာဖြစ်ပါတယ်ဒါလေးကို 2 terminal လို့နှိပ်ပြီးတော့ 2 terminal ဘက်မှာအယောင်လေးကိုဆက်ပြီးလှုပ်ဆောင်လို့ရပါတယ်quantity လေးကိုနှိပ်ပြီးတော့လည်း quantity တွေပါပြင်ချင်တယ်ဆိုရင်လည်းပြင်လို့ရပါသေးတယ်ပြီးတော့ညီမတို့ပေါင်ချလေးဖြတ်မယ်ဆိုလို့ရှိရင်ဒီ page ထဲမှာပဲညီမတို့ရဲ့သူ့ရဲ့သက်ဆိုင်ရာ service charges တွေပေါ့နော်အဲ့ဒါလေးတွေထည့်ထားလို့ရပါတယ်။9ရက်လေးပါ cost လေးတွေကိုထည့်ထားလို့ရတယ်။နောက်ပြီးတော့ဒီမနေ့ကအယောင်နဲ့ပေါင်ချဖြတ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပတ်သိလေးရေးပြီးတော့လည်းပေါင်ချဖြတ်လို့ရပါတယ်။နောက်ပြီးတော့ discount မှာလည်းဒီ order နဲ့ပတ်သက်တဲ့ discount လေးထည့်ပေးခြင်းနဲ့ဆိုထည့်လို့ရပါတယ်။ delivery charges မှာလည်းပိုကားတွေပါရှိတယ်ဆိုလို့ရှိရင် amount လေးကိုထည့်လို့ရပါတယ်။ additional charges မှာလည်းညီမတို့ကသက်ဆိုင်ရာထပ်ကောက်တာမျိုးရှိတယ်ဆိုလို့ရှိရင် additional charges မှာလည်းစာလေးရေးပြီးတော့ additional charges နေရာမှာစာလေးသတ်မှတ်ပြီးတော့ပေါ့နော်ထပ်ကောက်လို့လည်းရပါတယ်သူကအကျွေးသမားဖြစ်တဲ့အတွက် credit လေးနဲ့တက်ပေါ်ကျနေမှာဖြစ်ပါတယ် credit လုပ်ပြီးတော့ပေးလို့နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက are you sure maybe yes ဆိုလို့ရှိရင်ပေါင်ချလေးဖြတ်ပြီးမှဖြစ်ပါတယ်ပြီးညီမတို့ကဒါလေးကို A4 နဲ့ထုတ်ချင်တယ်ဆိုရင် A4 format လေးကိုထုတ်လိုက်ရမှာဖြစ်ပါတယ် A4 လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူရဲ့ညီမတို့ရဲ့လုပ်ငန်းရဲ့အမည်ပေါ့နော်လုပ်ငန်းရဲ့အမည်နောက်ပြီးလိပ်စာနောက်ပြီးဖုန်းနံပါတ်လေးနဲ့ customer ရဲ့ name လေးတွေနောက်ပြီးတော့ ship name လေးတွေပေါ့နော်ဒီမှာပြပေးသွားမှာဖြစ်ပါတယ်နောက်ပြီးငါမျိုးစာသူ့ရဲ့အလေးချိန်သူ့ရဲ့ဈေးပေါ့နော် total ကြမဲ့ amount ပေါ့နော်နောက်ပြီးလို့ရှိရင်သူ့ရဲ့ labor cost နဲ့ net total လေးကိုပြပေးသွားမှာဖြစ်ပါတယ်အောက်မှာလည်းသက်ဆိုင်ရာအလိုက်ပေါ့နော်လက်မှတ်လေးထိုးလို့ရအောင်ညီမတို့ဒီ signature လေး3ခုလောက်ပေါ့နော်ထည့်ပေးထားတာဖြစ်ပါတယ်ညီမတို့ခုနကဒါပစုံနေငါးတွေကိုပေါင်ချဖြတ်လိုက်တာလေးကိုပြပေးသွားတာဖြစ်ပါတယ်ဒီပေါင်ချလေးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပစုံနေငါးတွေရဲ့ total ပေါ့နော်အယောင်ဘယ်လောက်ရှိတယ်ဆိုတာလေးကိုကြည့်ရမယ် report လေးတွေဖြစ်ပါတယ်အဲ့ဒါလေးတွေကတော့ save report နဲ့ order history ဖြစ်ပါတယ် save report လေးကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ save report လေးကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ save report ထဲမှာညီမတို့ဒီနေ့တစ်နေ့တာရောင်းထားတဲ့အယောင်လေးတွေကြာလာမှာဖြစ်ပါတယ်တစ်နှစ်စာရွေးလိုက်ရင်လည်းညီမတို့တစ်နှစ်စာအယောင်လေးပေါ့နော်ဒီမှာကြာလာပြီးမှဖြစ်ပါတယ်တစ်နှစ်စာကြာလာပြီဆိုလို့ရှိရင်တစ်နှစ်စာကြာလာတဲ့ total လေးတွေမှာ5သက်ပစုံသက်ပေါ့နော်top category လေးတွေခွဲပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ညီမတို့ report တွေတိုင်းမှာဒါတစ်ရက်စာရွေးလို့ရတယ်တစ်လစာရွေးလို့ရတယ်တစ်
နှစ်စာရွေးလို့ရတာဖြစ်ပါတယ်နောက်ပြီးတော့ဒီမာချန်လေး filter ပေါ့နော်ဘယ်မာချန်လဲဆိုတော့ filter နှုတ်ပြီးကြည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ report တိုင်းမှာလည်းဒီ Excel နဲ့ print နဲ့ပါရှိရဖြစ်ပါတယ်နောက်ပြီးတော့ order history တွေကိုဝင်ပြပြီးမှဖြစ်ပါတယ် order history ထဲမှာလည်းတစ်နှစ်စာယူလိုက်တဲ့ဆိုရင်တစ်နှစ်စာယူလိုက်ရင်တစ်နှစ်စာအရောင်းကြီးချလာမှာဖြစ်ပါတယ်ဒီတစ်နှစ်စာ order လေးကိုလည်းဒီမှာဆိုလို့ရှိရင်ညီမတို့ကမာချန်ဒီနဲ့ကြည့်လို့ရတယ်နောက်ပြီးတော့ shift date filter လုပ်ပြီးကြည့်လို့ရတယ်ပေါ့နော်ဒါကဒီ date မဲ့ရေးရတော့ report တိုင်းမှာ from date to date လေးလည်း report တိုင်းမှာတွေ့လို့ရပါတယ်ပြီးတော့ report တိုင်း Excel export print လေးထုတ်လို့ရတာဖြစ်ပါတယ်မာချန်ထဲမှာဆိုလို့ရှိရင်လည်းညီမတို့ဒီမှာမာချန် list ကိုကြည့်လို့ရပါတယ်နောက်ပြီးလို့ရှိရင်ဒီ data report ထဲမှာလည်းဒီမှာချန်တစ်ယောက်ချင်းစီမှာအကျွေး total ဘယ်လောက်ရှိရဆိုတာလေးကိုပြပေးထားတာဖြစ်ပါတယ်။ပေးလေးကိုနှိပ်ပြီးတော့ညီမတို့လည်းအကျွေးဆက်လို့ရပါတယ်။အကျွေးကိုတစ်ခါလေးလုံးမနဲ့ပေးလို့ရတယ်လို့အလီလီလည်းပေးလို့ရတာဖြစ်ပါတယ်။နောက်ပြီးတော့အကျွေးပေးရဲ့ရက်ကိုမနေ့ရက်တကယ်ပေးသွားတာကိုဒီနေ့မှထည့်ဖြစ်တယ်ဆိုလို့ရှိရင်လည်းမနေ့ရက်ပေါ့နော် budget ကလေးနဲ့ပြန်ရွေးပြီးတော့အကျွေးဆက်လို့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ညီမတို့ဒီမှာ print receipt လေးရှိတာဖြစ်တဲ့အတွက် print receipt လေးကိုညီမတို့ပုံပြီးတော့ပေးနှိပ်လိုက်တယ်ဆိုလို့ရှိရင်ညီမတို့ receipt လေးတစ်ခါလေး customer ကိုပြန်ထုတ်ပေးလို့လည်းရပါတယ်။နောက်ပြီးတော့ဒီ report လေးကတော့ member balance report လေးဖြစ်ပါတယ်။ customer မာချန်တစ်ယောက်နဲ့ပေါ့နော်မာချန်တစ်ယောက်နဲ့ filter လေးလုပ်ကြည့်လိုက်တယ်ဆိုလို့ရှိရင်2026ရွေးတယ်ဆိုရင်ဒီ2026မှာသူကဝယ်ဘယ်လောက်ရှိတယ်ဘယ်လောက်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးကြာလာပြီးမှဖြစ်ပါတယ်အကျွေးသမားဆိုရင်တော့သူ့ရဲ့ balance လက်ကျန်လေးတွေပါပေါ်ပြပေးထားမှာဖြစ်ပါတယ်ဒါကတော့ customer due date summary လေးဖြစ်ပါတယ်ဒီ customer due date summary ရဲ့မှာအကျွေးဘယ်လောက်လက်ကျန်ရှိနေမယ်ဒီလက်ကျန်ကဘယ်လောက်ဆိုလို့ရှိရင် due date over ဖြစ်နေပြီလေ due date ဘယ်လောက်ကျန်နေလဲပေါ့နော်over ဖြစ်နေပြီလားဒါမှမဟုတ်လို့ရှိလို့ရှိရင် due date မကုန်သေးဘူးလားပေါ့နော်အဲ့ဒါလေးတွေကိုပြထားပေးတာဖြစ်ပါတယ်အကယ်၍ due date မကုန်သေးဘူးဆိုရင်တော့သူကအပြန်ရောင်လေးနဲ့ပြထားပြီးမှဖြစ်ပြီးတော့ due date ကုန်သွားပြီဆိုရင်တော့အနေရောင်လေးနဲ့ပြပေးထားတာဖြစ်ပါတယ်ဒီ report လေးကိုကြည့်ပြီးတော့လည်းcustomer တွေပေါ့နော် merchant တွေကို remind လုပ်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ merchant နဲ့သက်ဆိုင်တဲ့ sales history လေးပေါ့နော် sales history လေးဝင်ပြပေးမှာဖြစ်ပါတယ်sales history ထဲမှာဆိုလို့ရှိရင်ဒီနေ့တနေ့တာရဲ့ပစုံဘလောက်ငါဘလောက်ပေါ့နော်အဲ့ဒါလေးကိုဒီရဲ့ merchant align ကိုပြပေးထားတာဖြစ်ပါတယ် report 1လေးကိုနှိပ်ကြည့်ပေးပါမယ် report 1ထဲမှာတော့ report 1ထဲမှာဆိုရင်သူ့ရဲ့ငါးလေးချိန်ဘလောက်ပစုံလေးချိန်ဘလောက်ပေါ့နော်အဲ့ဒါလေးကိုပြပေးထားတာဖြစ်ပါတယ်သူ့ရဲ့weight ဘလောက်ရှိတယ်date cost ကဖန်တဲ့ရက်ကဘယ်နည်းပေါ့နော်အဲ့ဒါလေးကိုဒီမှာပြပေးထားတာဖြစ်ပါတယ်သူရဲ့ ship ထဲမှာပါတယ် ship ရဲ့ detail က information လေးနဲ့တွဲပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဒီမှာလည်း Excel လေးထုတ် print လေးထုတ်ပြီးတော့ဒီ file လေးတွေတင်ထားလို့ရပါတယ် report 2ထဲမှာဆိုလို့ရှိရင်တော့ဒီပစုံဘလောက်ငါဘလောက်ပေါ့နော်total က total quantity ကဘလောက်သူရဲ့ labor cost ကဘလောက်ပေါ့နော်သူ net total ကဘလောက်ဆိုတာလေးကိုပြထားပေးတာဖြစ်ပါတယ်ဒီ report လေးမှာလည်း print လေး Excel လေးထုတ်ပြီးတော့တင်ထားလို့ရမှာဖြစ်ပါတယ်ဒါလေးကို group လေးကိုtop category လေးခွဲပြီးတော့လည်းထုတ်လို့ရမှာဖြစ်ပါတယ် fish သက်သက် brown သက်သက်ခွဲပြီးထုတ်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီ merchant တစ်ယောက်ချင်းစီအလိုက်ပေါ့နော် print လေးကိုလည်းထုတ်လို့ရမှာဖြစ်ပါတယ် ship ထဲမှာဆိုလို့ရှိရင်လည်းလူချင်းမင်းတို့လုပ်ငန်းမှာရှိသမျှ ship တွေပေါ့ဥမာown ship ရှိမယ်အာသာ ship ရှိမယ်ဆိုလို့ရှိရင် own ship အာသာ ship အနေနဲ့လည်းခွဲပြီးတော့ship တွေအကုန်လုံးကိုဒီထဲမှာထည့်ထားလို့ရပါတယ် ship တစ်စီးရဲ့ဝင်ကြည့်မယ်ဆိုလို့ရှိရင်လည်းညီမတို့ ship တစ်စီးထဲမှာ job code license number current number fishing gear cash location name of master ပေါ့နော်ဒါ own ship လားအာသာ ship လားနောက်ပြီးတော့ signature လေးတွေရော ship ရဲ့ပုံလေးတွေရောပေါ့နော်အဲ့ဒါလေးလည်းထည့်ထားလို့ရပါတယ်အရင်ဆုံး ship report ထဲမှာဝင်ကြည့်လိုက်တဲ့ဆိုရင်ဘာတွေရှိလဲဆိုတော့သူ့ရဲ့ ship alike ပေါ့နော်ငါက total ဘယ်လောက်ပစုံက total ဘယ်လောက်ပေါ့နော်အဲ့ဒါလေးကို total amount ကဘယ်လောက်ဆိုပြီးတော့ပြထားပေးတာဖြစ်ပါတယ်နောက် report တစ်ခုဖြစ်တဲ့ ship report summary တွေကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ ship alike ပေါ့နော်labor cost ကဘယ်လောက် commission ကဘယ်လောက်ပေါ့နော်နောက်ပြီးလို့ရှိရင်အဲ့ဒီတွေကနေပြီးတော့သူ့ရဲ့ total amount ကနေပြီးတော့ပြန်နှုတ်ပြီးတော့ grand total amount လေးတွေကိုပြပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့နောက် report တစ်ခုလေးဝင်ပြပေးမှာဖြစ်ပါတယ်ဒီ report ထဲမှာဆိုလို့ရှိရင်တော့ငါကဘယ် ship နဲ့ total ဘလောက်ဝယ်ထားတယ် labor cost ကဘလောက် commission ကဘလောက်ပေါ့နော်အဲ့ဒါလေးကိုပြပေးထားပါတယ်ပစုံကလည်းသူ့ရဲ့ total ကဘလောက်ပေါ့နော်ဘယ် ship နဲ့ဝယ်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုပြပေးထားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီ report တွေထဲမှာလည်းဒါ date မှန်ရေးရပေါ့နော် date လိုက်လအလိုက်နဲ့အလိုက်တွေကြည့်လို့ရမှာဖြစ်ပါတယ် from date to date တွေလည်းရွေးပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်နောက် print လေး PDF တွေလည်းထုတ်ပြီးတော့တင်ထားလို့ရမှာဖြစ်ပါတယ်နောက် summary report လေးတွေကိုဝင်ပြပေးမှာဖြစ်ပါတယ် daily sale report တွေကိုဝင်ပြပေးမှာဖြစ်ပါတယ် summary report တွေက daily sale ထဲမှာဆိုရင်တစ်နှစ်တာခေါ်လိုက်မယ်ဆိုရင်သူ့ရဲ့ပစုံအတွက်အကျွေးသမားက
ပစွန်အတွက်ပေါ့နော်ဘယ်မှာချန်ကနေပြီးတော့မှာထားလဲအကျွေးတူတယ်ဘယ်လောက်လဲ cash တူတယ်ဘယ်လောက်လဲအဲ့တော့အကျွေးနဲ့ cash နဲ့ပေါ့နော် total quantity ကဘယ်လောက်အမောင်းကဘယ်လောက်ဆိုပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဒါကိုပစွန်တက်တက်5တက်တက်နဲ့ခွဲပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဒီနေ့ပြပြပေးခဲ့တဲ့ Tara Software Jetty System လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်